အားလုံးပဲမင်္ဂလာပါကဲစကားမများပဲပုံမြင်လေးစားလိုက်ရအောင် စင်ရဲချင်းရဲ့စက်ဝိုင်းပညာပေးပုံမြင်ရှိရွာလဲရွာမှာကိုမောင်လက်ဆိုတဲ့လူတစ်ယောက်နေတယ်သူအိမ်ကလှဲလန်းအစုံမှာတဲအိမ်ပေးသေးလေမနက်တိုင်းစိုက်ခင်းသွားအလုပ်လုပ်ကြီးညနေဆိုပင်မမနဲ့ပြန်လာတတ်တယ်လာစားကနေစားအလုံးရတဲ့နေစားကိုတနေ့တည်းတုံးလိုက်ရင်နောက်နေ့အတွက်ဘာမှမကြံဘူးကိုမောင်လကမကြာခဏပြောတတ်တယ်လူစင်းရဲကဘာလို့လုပ်စင်းရဲပဲကန်ဆိုးလို့ပဲရွာထဲမှာတော့ဦးတန်းဆိုတဲ့လူကြီးတယောက်လည်းရှိတယ်သူကလွန်ခဲ့တဲ့နှစ်များစွာကလည်းစင်းရဲခဲ့သူပဲဒါပေမဲ့အခုတော့အတင်းတည်ငြိမ်လာပြီသူမှစိုက်ခင်းတေးသေးလေးကြက်သွန်းလေးကောင်စုငွေစင်းလေးတစ်ခုလည်းရှိတယ်ဒီနေ့ဦးတန်းကကိုမောင်လကိုမေးတယ်မောင်လိုက်မင်းလာစားရတာဘလို့သုံးလဲကိုမောင်လပြန်ထီတယ်စားတော့စီရဲ့ဖုန်းပေတခါတလေတငယ်ချင်းတွေနဲ့တောက်စားလာကုန်ရင်ငွေမကြံတော့ဘူးမရှိတာကြောင့်စုလည်းမစုနိုင်ဘူးလေဦးတန်းပြုံးပြီးပြောတယ်မင်းငွေမရှိလို့မစုနိုင်ဘူးလားမစုလို့ပဲငွေမရှိတာလားကိုမောင်မအံ့ဩသွားတယ်ပထမသင်ခန်းစာနည်းနည်းကစနောင်လာမှစပြီးဦးတန်းကအကြံပေးတယ်တနည်းတရားချက်ပဲဖြစ်ဖြစ်စုနည်းနည်းစုပြီးမဲ့မရက်နဲ့ကိုမောင်လာစတင်ကြိုးစားတယ်အစမှခက်ခဲတယ်တနည်းတရားချက်ဆိုတာနည်းတယ်လို့ပြီးမဲ့စိတ်တက်လိုရတယ်တောက်စားဖို့ခေါ်လာတဲ့တငယ်ချင်းတွေကိုတခါတလေညင်းရတယ်လာသုံးလာကြတော့ငွေသေးသေးလေးတပုံးပြေးလာတယ်ဒုတိယသင်ခန်းစာရတာထက်သုံးတာများရင်ဆင်းရဲမပြတ်ရွာထဲကလူတချို့ကလစာတူတူရပြီးမြင်အမြဲငွေချေးတတ်ကြတယ်အတိုးပင်ပိုဆင်းရဲလာကြတယ်ဦးတန်းဖြိုးတယ်လူစင်းအများစုကအတိုးနဲ့ငွေချင်းအနာဂတ်ကိုအတိုးပေးပြီးရောင်းလိုက်တာပဲကိုမောင်လာအခုတော့လိုအပ်မှသာသုံးတယ်လိုမဲ့အတားတွေရှော့ချတယ်တတိယသင်ခန်းစာပညာမရှိရင်အခွင့်အလမ်းမမြင်နိုင်ဦးတန်းကကိုမောင်လက်ကိုစာဖတ်ခိုင်းတယ်စိုက်တရုံနီးငွေစီမံခန့်ခွဲနီးလုပ်ငန်းတီးတီးစတဲ့နီးစာအုပ်တွေဖတ်စီတယ်အစမှာကိုမောင်လာပြင်းတယ်ဒါပေမဲ့တဖြည်းဖြည်းနားလည်လာတယ်ငါဘဝကိုပြောင်းဖို့အရင်ဆုံးငါစိတ်ကိုပြောင်းရမယ်ဆိုတာလေးယောက်မြောက်သင်ခန်းစာငွေကိုအလွတ်လောက်ခိုင်းစုထားတဲ့ငွေလေးနဲ့ကြက်၃កောင်ဝယ်တယ်ကြက်ကဥပေးတယ်ဥရောင်းရင်းတဖြည်းဖြည်းကြက်အရေးတွေများလာတယ်အဲ့ဒီအချိန်မှာကိုမောင်လာနားလည်သွားတယ်ငါအလွတ်လောက်တာတင်မကဘူးငါငွေကိုလည်းအလွတ်လောက်ခိုင်းရမယ်လို့စင်းရဲရင်ရဲ့စက်ဝိုင်းဦးသားနောက်ဆုံးမှပြောတယ်လူစင်းရဲကဘာကြောင့်ပိုစင်းရဲရလဲဒီလားချက်ချင်းတုံးခြင်းစိတ်အနာဂတ်မစင်းစားဘူးပညာမရှာခြင်းစိတ်အစ်စ်မတင်ယူဘူးအတိုးနဲ့ငွေချေးခြင်းပိုပြီးအကျဉ်းကျကိုမယုံခြင်းငါမထစ်နိုင်ဘူးလို့ယုံကြည်ထားခြင်းဒီလေးချက်ကစင်းရဲခြင်းစဝိုင်းပဲနှစ်အနှဲငယ်ကြာပြီးတော့ကိုမောင်လမစင်းရဲတော့ဘူးလို့ဆိုနိုင်မှာမဟုတ်ဘူးဒါပေမဲ့သူအကျွေးမရှိတော့ဘူးစုငွေရှိလာတယ်အသေးစားလုပ်ငန်းလေးတည်ထောင်နိုင်လာတယ်သူနောက်လေသွားတယ်စင်းရဲခြင်းကကံမကောင်းလို့တင်မဟုတ်ဘူးအတွေးအမြင်နဲ့စီးကမ်းမပြောင်းရင်ပိုဆင်းရဲသွားနိုင်တယ်သင်ခန်းစာငွေမရှိလို့မစုနိုင်တာမဟုတ်ဘူးမစုလို့ပဲငွေမရှိတာပညာနဲ့စီးကမ်းကစင်းရဲခြင်းကိုဖြတ်နိုင်တဲ့လမ်းထစ်တယ်